ဒီဘုံတစ်ခါမှမရောက်ဘူးတဲ့နေရာတစ်ခုရောက်နေတယ်တချို့ကိစ္စတွေကကိုတကယ်ကြုံရမှဘယ်လိုမျိုးလဲဒီ process ကဘယ်လိုလဲဘယ်လိုကိုသူဖြစ်တာလဲဆိုတဲ့အရာကိုကြုံမှကိုနားလဲတယ်ကိုမကြုံသေးဘူးဆိုတဲ့အခါကျရင်တော့ကျမတို့က empathize လုပ်လို့ရတယ်စာနာလို့တော့ရတယ်ဒါပေမဲ့အဲ့ဒီအတွင်းကြနားမလည်နိုင်ဘူးပေါ့နော်ငငယ်တဲ့9လလောက်ကကျမရဲ့အဖေကအသေး cancer ဆိုပြီးတော့ဆီယမွေးကောက်ချက်ချတယ်သူယောဂကနည်းနည်းကျွမ်းနေပြီပေါ့နော်အသေး cancer လို့ဒီလိုကြားပြီးတဲ့ကသူ့စိတ်ကလည်းနည်းနည်းကျသွားတယ်ထင်ပါတယ်ကျမကတော့အဝေးရဖြစ်တဲ့အတွက်ကြောင့်မို့တော်တော်များများကတော့ကျမအမှန်တိုင်းပြောမယ်ဆိုတဲ့အခါကျရင်ပတ်စံနဲ့ပဲကျမ support လုပ်နိုင်တာများတယ်ပေါ့နော်အနည်းနာမှာကျမမရှိတဲ့အတွက်ကြောင့်ပေါ့ but also I'm so grateful ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီ giving ကိုဖေကိုပေါ့နော်လုပ်ပြီးနိုင်ခဲ့တဲ့အတွက်ကြောင့်မို့တိတ်မကြပါဘူး6လ9လလောက်မှာကျမဖေကဆုံးသွားပြီပေါ့နော်မတ်လကဆုံးသွားတယ်ဒီမတွေ့အကြုံကကျမမကြုံဘူးဟုတ်မိဘတွေဒီလိုမျိုးဆုံးပါသွားတယ်ဆိုတဲ့အခါကျရင်တော့ပို့ပြီးတော့ရမုံနဲ့နည်းနည်းလေး resonate ဖြစ်မယ်လို့ထင်တယ် March ကနေ May အတွင်းမှာ I'm trying to understand ပေါ့နော်တခုရောက်နေတဲ့နေရာ grieving လုပ်နေရလဲပါတယ်ကျမရုပ်တိဆန်ဆန်ပါကိုတွက်ခဲ့တယ်ဆိုတဲ့အခါကျတော့ဒီလိုဆုံးတော့မယ်ဆိုတဲ့အရာကိုကျမတို့ကကြိုသိတဲ့အတွက်ကြောင့်မို့သူတကယ်လို့ဆုံးသွားပြီဆိုတဲ့အခါကျလည်းငါနေတာထိုင်တာရှိမှာပါလို့ဆိုကြိုသိထားတာပဲကြိုသိထားတဲ့အတွက်ကြောင့်မို့ရုပ်ချစ်ကြီးမဖြစ်ဘူး shock မဖြစ်ဘူးပေါ့နော်တချို့သမီးတွေကအဖေကိုအရင်ချစ်တယ်အဖေနဲ့အရင် close ဖြစ်တယ်ကျမနဲ့ကျမအဖေနဲ့ relationship ကကြတော့ဒီလိုကျမတို့အသက်ကြီးလာတယ်ဆိုတဲ့အခါမှာဒီလို distance ကြောင့်လည်းပါမယ် physical distance ကြောင့်လည်းပါမယ်အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်ကျမမှာတော့ဒီလိုပဲhistory တော့အများကြီးရှိတာပေါ့ကျမဒီညမှာအချင်းချုပ်လေးပဲပြောပြချင်တယ်အကြောင်းမျိုးမျိုးကြောင့်တိတ်ပြီးတော့ close မဖြစ်ဘူးဒါပေမဲ့ကျမရင်ထဲမှာအမြဲရှိတာတော့မိဘကငါအသက်ကြီးလာပြီသူတို့အသက်ကြီးလာပြီဆိုတဲ့အခါကျတော့ငါပြန်ကြည့်ရမယ်ဆိုတဲ့အတိအကျမမှာရှိတယ် responsible ဖြစ်ရမယ်ပေါ့သမီးကြီးနေတယ်ကျမသမီးကြီးမိကြီးအမျိုးထဲမှာဆိုအကြီးပဲထိတ်ဆုံးရယူဆိုတဲ့အခါကျတော့အဲ့ဒီစိတ်လေးတော့ကျမမှာအမြဲရှိရပေါ့နော်အဖေတိုင်းကတော့သားသမီးကိုအနေနဲ့အများနဲ့တော့ချစ်မယ်ဆိုတာကိုကျမလည်းမိဘဖြစ်မှကျမယောက်ျားကျမရဲ့ကလေးကိုသူဘယ်လောက်ချစ်လဲဆိုတာကိုကြည့်ပြီးတော့အော်ဒါအဖေတိုင်းကတော့ချစ်တဲ့စိတ်ကလေးကတော့ဒီလိုလိုရှိမှာပဲဒါပေမဲ့ကျမဖေကြတော့ကျမအမြင်တော့ तू ကဘယ်လိုချစ်ပြရမလဲဆိုတာကို तू မပြတတ်ဘူး तू ချစ်တဲ့အရာကို तू ထုတ်မပြဘူးမပြောဘူးမပြတတ်ဘူးဆိုတဲ့အခါကျတော့အရင်ထဲမှာတော့ချစ်မှာပေါ့နော်ဒါပေမဲ့ဒီလို appreciate မလုပ်ဘူးမပြောရဲဆိုတဲ့အခါမှာကြားထဲမှာအချစ်က strong ဖြစ်တဲ့တော့မဖြစ်ဘူးပေါ့နော်ယုတ်တိဆန်ဆန်ဒါအဖေကဆုံးတော့မယ်ဆိုတဲ့အရာကိုကြိုသိနေရပဲငါဘာမှစိတ်ပူကြမှာမလို့လားစင်ပြေမှာပါနော်တကယ်တမ်းချိန်ရောက်ပြီဆိုတဲ့အခါကျရင် like ဒါပိုတော်စင်ပြေသေးရဲ့ဒါကြိုသိထားတဲ့အတွက်ကြောင့် grief ကတော်တော်လေး complicated ဖြစ်တယ်ဒီ process ကကျမအသက်ကြီးတဲ့ချီအဲ့လို good memory ကိုအဖေနဲ့ရှာလို့မတွေ့ဘူးဒါပေမဲ့ it's so interesting ကျမဘယ် memory လေးကိုတွားတွေ့လဲဆိုတဲ့အခါကျတော့ကျမအသက်5နှစ်6နှစ်လောက်က I remember it's in the neighborhood ပေါ့နော်သူ့ရဲ့ go ပေါ်မှာလားမသိဘူးကျမအဲ့လိုထိုင်ပြီးတော့ပေါ့နော် it was such a happy memory so အဲ့ဒီအရာကကျမရဲ့မျက်လုံးထဲမှာခဏပြင်းပေါ်လာတယ်ကျမမလည်းကောင်းတဲ့ memory ကအဲ့ဒီခုပဲကျမမရှိတယ်အဖေနဲ့အဖေကိုအရင်ချစ်တဲ့သမီးတွေဘလောက်တောင် devastated ဖြစ်မလဲဆိုတဲ့အရာကိုကျမအခုနားလည်ပြီကျမနဲ့ကျမဖေနဲ့ကအသက်ကြီးတဲ့ဆိုတဲ့ချိန်မှာဒီ emotional connection တိတ်မရှိတာပါအဲ့ငငယ်လုံးကအရာလေးပေါ့နော်အဖေဆိုတဲ့အဖေနဲ့သမီး connection ဆိုတဲ့အရာလေးကကျမမလုံးထဲမှာပြင်းပေါ်လာတယ်အဲ့ပြင်းပေါ်လာတော့ဒါလေးတွေကိုကျမပြန်ပြီးတော့appreciate လုပ်တာပေါ့နော်မကောင်းတာတွေကိုပြန်တွေးမဲ့အစားအိပ်ပြီးတော့မလှမပတဲ့အတိတ်ကအကြောင်းတွေကိုပြန်တွေးမဲ့အစားဒါလေးပြန်ပေါ်လာဆိုတဲ့အတွက်ကြောင့် it's such a great memory မိဘတယောက်ကကိုယ့်ရဲ့ဘဝကဒီလိုထွက်ခွာသွားပြီဆိုတဲ့အခါကျရင်ကျမတို့ကမိဘတွေနဲ့ soul contract တွေရှိတယ်ကင်ဆာကြောင့်တွေရှိတယ်ပေါ့နော်ဒါလည်းကျမကိုယ်တိုင်ဒီလိုကြုံပြီးမှသိလာတာ father figure တယောက်လုံးကပျောက်ထွက်သွားတဲ့အတွက်ကြောင့်ပေါ့ there's an empty space နေရာကြီးကအရင်လွတ်သွားတယ်ကျမတို့ကရင်းနှီးမရင်းနှီးပေါ့နော်ဘဝမှာအဖေရှိနေသေးတယ်ဆိုတော့အဲ့ဒီ present က father figure ဆိုတဲ့အရာရှိတော့ဟာကွက်လက်မရှိဘူးအခုကွက်လက်ဒီလိုဖြစ်သွားတယ် soul level ကကြည့်မယ်ဆိုတဲ့အခါမှာဒီလို empty ဖြစ်သွားတဲ့အတွက်ကြောင့်မို့ဒီ March ကနေ May အတွင်းမှာ I'm feeling emptiness
တော့ emptiness ကဘယ်လို show up လုပ်လဲဆိုတဲ့အခါကျတော့ကျမပုံမှန်တိုင်းလှုပ်ချင်တဲ့အရာတွေဖြစ်ချင်တဲ့အရာကျမမှာရှိသေးတယ်ဒါပေမဲ့တချို့အရာတွေမှာနည်းနည်းဟာလာဟင်းဖြစ်လို့ခံစားရတာပေါ့နော်ဒီ grief ကြောင့်ပါဒီ grief ကြောင့်ဖြစ်နေတယ် because I know that hopefully ပေါ့နော်ဘယ်လောက်ထိဒီလိုသွားမလဲဆိုတာကိုတော့ကျွန်တော်မသိဘူး grief your opposite က joy ဆိုတဲ့အခါကျတော့ I talk to myself you know I change my thoughts ကျွန်မပါဇက်ကနေထုတ်ပြောလို့ရှိတယ် you know every day I'm looking for joy right every day I'm looking for peace instead of like အတွေးထဲမှာa grief ကတစ်ချက်ပေါ်လာပြီဆိုတဲ့အခါကျရင်လူကို shock ရိုက်လိုက်တော့ဖြစ်သွားတာတချို့ memory လေးပြန်ပြီးတော့ပေါ်လာတာရှိတာပေါ့နော်ခုပြောတဲ့အချိန်မှာလည်းကျွန်မ emotion တော်တော်များများကျွန်မ process လုပ်ထားပြီးပြီ you know and also I am really good at ကျွန်မ reaction တွေကျွန်မပြန်ပြီးတော့ကောင်းကိုမြင်ပြီးတော့အတွေးတွေကိုကျွန်မဘယ်ဘက်ကိုဘယ်လိုပြောင်းရမလဲအားကြောင့်လဲဆိုတော့ your thoughts become your reality March ကနေ May အတွင်းမှာကျွန်မမှာဘာ product အသစ်မှာဘာ course အသစ်မှာကျွန်မထွက်ဖို့ပေါ့နော်so I'm figure it out I want to show up 100%ကျွန်မမှာ passionate ဖြစ်တဲ့အရာရှိသေးတယ် and also like I want to give တချို့နေ့တွေမှာဆိုရင်ကျွန်မ content တွေမရိုက်နိုင်ဘူးဒီလိုမျိုးကိုပေးချင်တဲ့လောက်မပေးနိုင်ဘူးဆိုတဲ့အခါကျကျွန်မနည်းနည်း guilty ဖြစ်တယ် so but I hope you understand I'm still grieving so I need some time no a lot of support from my husband I really think I need to honor this space no တခါမှမကြုံဘူးပဲလေ it could be a little dark ဒီလားနည်းနည်းတော့မှောင်နေအဲ့ဆိုအတွေးလိုက်ပြီဆိုတဲ့အခါကျရင်ဟိုးအစကနေတွေးလိုက်ပြီဆိုတဲ့အခါကျဟိုး black hole တွေထိရောက်သွားတတ်တယ် I'm trying to be optimistic ဒီစုတင်စရာလေးတွေပေါ့နော်အများကြီးကျွန်မမှာရှိရတဲ့ကြောင့် I'm trying to count my blessing ကိုကြုံမှုမှာပဲကျွန်မတို့ကတည်တာဘလောက်ပဲအဖေနဲ့ကျွန်မက close မဖြစ်ပါဘူးပြောဒီ father တခု the father figure တခုလုံးကပျောက်ထွက်သွားတဲ့အတွက်ကြောင့်မို့ my soul has been feeling a little lost ယမုံနဲ့ဒီလိုမျိုးအတွေ့အကြုံတူတဲ့ညီမတွေမားရှိဆိုတဲ့အခါကျရင်ကိုယ့်အဖေဆုံးသွားတယ်မဟုတ်ကိုယ့်အမေတယောက်ဆုံးသွားတယ်ပေါ့နော် How did you go through your grief ကချက်ချင်းပျောက်သွားတဲ့အရာမှာ it's a very complex feeling အဆုံးကြရင်တော့ကျမတို့ကကိုယ့်မှာမိဘရှိတယ်ကိုယ်သားသမီးဆိုတဲ့အခါကျရင်ဒီ process ကမဖြစ်မနေကြုံရမယ့်အရာကြီးပဲ color healing ဖြစ်တဲ့စိတ်ပေါ့နော်emptiness ဒီခါလေးကြရင်လေကိုယ့်ရဲ့ spot ကပျောက်တယ်လို့ခံစားရတဲ့အရာကြီးอ่ะ I have no idea how long it's going to last ဘယ်လောက်ထိကြာမလဲဆိုတော့ကျွန်တော်မသိဘူးဘယ်တော့ပြီးမလဲဆိုတာလည်းကျွန်တော်မသိဘူးပျော်စရာလေးတွေပီတိဖြစ်စရာလေးတွေ grateful ဖြစ်စရာလေးတွေ you know I have a lot ပေါ့နော်ကျွန်မမှာ blessing တွေအများကြီးရှိပါတယ်ကျွန်မအဲ့ဒီလိုမျိုးနည်းနည်းလေးစိတ်ကိုလွှဲပြီးတော့ကျွန်မသွားရပေါ့နော်And then I'm trying to take care of my health ကိုကျန်းမာရေးအဲ့ဒီ cancer ရလည်းခုက trend တစ်ခုလိုဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်မလည်းလေ့လာကြည့်တာပေါ့နော်အဓိကကိုယ့်ရဲ့ immune system ကိုကောင်းအောင်လုပ်ပါ immune system မကောင်းဆိုတဲ့အခါကျရင် cancer cell attack လုပ်quaလည်းရမ်းမြင့်တယ်ဆောဆောအိမ်မယ်ခန္ဓာကိုယ်လှုပ်လှုပ်ရှားရှားနေမယ်နောက်ကျွန်မတို့ diet လည်းပါတာပေါ့နော်ကိုစားတဲ့အစားအသောက်တွေလည်းပါမယ်ပြီးဆေးလိပ်ရက်ပေါ့နော်ဒါကတော့ no ပေါ့နော်cancer မှာဆိုတဲ့အခါကျရင်ဒီ immune system က it plays a huge role ပေါ့နော် cancer ကိုကာကွယ်ဖို့ဆိုတဲ့အခါကျရင်ပေါ့နော် cancer နဲ့ပတ်သက်ပြီးတော့လေ့လာထားတာလေးလည်းနည်းနည်းပါးပါးရှိရပါတော့မိသားစုဝင်ဒီလိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မိသားစုတွေအမျိုးတွေမှာလည်း cancer ဖြစ်တဲ့သူတွေရှိတယ် so အဲ့တော့ cancer ကသူကတော့ဘယ်သူမှ discriminate မလုပ်ဘူးကျွန်မအဖေဒီလိုဖြစ်တဲ့ဆိုတဲ့အခါမှာ learning ကအရန်ကိုကျင့်ပြတ်သွားတယ်ပေါ့နော်သူကတော့ကျွန်မတို့အတွက် example ကြီးလမ်းပြလို့ဖြစ်သွားတာပေါ့နော်ဆိုတော့သူကြောင့်ပို့ပြီးတော့ကိုကလည်းချမ်းမာရေးစင်ကြမ်းမယ်ဆိုတော့တည်သွားတာပေါ့နော်ဒီလို content မျိုးတွေကပို့ပြီးသိချင်တယ်ဆိုတဲ့အခါကျရင်လည်းကျွန်မတို့ဒီ video ရဲ့အောက်မှာပြောပြခဲ့ပေးပါကျွန်မ ready ဖြစ်ပြီးစိတ်ကတကယ်ကိုအနာရပြီဆိုတဲ့အခါကျရင်တော့ကျွန်မမှာ dance စီထားတဲ့ launch လုပ်ချင်တဲ့အရာတွေအဲ့တော့ကျွန်မပေးချင်တဲ့အရာတွေ create လုပ်ချင်တဲ့အရာတွေကတော့ဘယ်တော့မှကုန်သွားရဆိုတာမရှိဘူး I just need a little time and space no so thank you so much အားလုံးကျွန်မကျေးဇူးများတင်ပါတယ်တကယ်ကိုကျွန်မကျေးဇူးတင်ပါတယ်เนาะရှင်းနေလောက်ရှိပြီအတူတူဒီ journey ကိုရှိပြီးခဲ့တဲ့အတွက်ကြောင့်ပေါ့ကျွန်မလည်းမြင်တယ်ဘာတွေပေးလို့ရမလဲဘယ်လို value တွေ added လုပ်ပေးလို့ရမလဲပေါ့နော်ကိုလူတွေအတွက်ကိုကျွန်တော်အမြဲစဉ်းစားနေပါတယ်နော်